ဘုရားဘာသာလား ဟုတ်လားပါ ဘုရားဘာသာဘုရားမြတ်စွာဘုရားမှာလေပါဘတ်တော်9ပါးဆိုတာရှိတယ်သူမွေးတဲ့9ပါးထဲမှာကွာ4ပါးတော့ပဲပြောပြ4ခုတော့ပဲ အရှင်အာနန္ဒာရေ ဝေါရှင်အာနန္ဒာ yes yes မြင်းကြီးမောင် မြင်းမရှိဘူးမြင်းမရှိဘူးမြင်းမီးဆွဲတာ ဘာပါဖြစ် ဟုတ်ရောသူ့မိမလေ တော်ရလား ရတော့တရားဟုတ်တယ်မဲ့တယ်ရေးအပင်တပင်ပါတယ်ကွာ အပေပါပဲတရားပြီ ပုတ်ပဲမဟုတ်လေကွာမြတ်စွာဘုရားအော်တရားထိုင်နေပြီလေ ညောင်းမယ် မဟာဗောဓိညောင်ပြီ ညောင်းမယ် yes ဟုတ်တယ် နောက်တစ်ခုကတည်ရဦး တိတ်ဆန်တော့ပါတယ် ဒိဋ္ဌံတကောင်ပါ သူစီးတဲ့ဟာပါတယ် မြင်း အေး မြင်းစီကြာတာလားဗျ မြင်းစီးရမြင်းမဟုတ်အခုဖြေတာပါလေ အရှင်အာနန္ဒာ အရှင်အာနန္ဒာရေ တော်တရားရေ ဘောကြီးညောင်းမယ် ဗောဓိညောင်ပြီရေ နောက်တစ်ခုကမြင်းတော့မြင်း မြင်းပဲဖြေလိုက်ကနကမြင်းသူစီးတဲ့မြင်းလည်းပါတယ် Okay ကျေးဇူးတင်တယ်ဘာဖြစ်စူးစမ်းကြည့်ဖြစ်နော်ကျေးဇူးတင်တယ် Okay အားလုံးပေးတယ်နော် thank you thank you